ဇလန်တစ်ပုတ်ပြောပြ ဘာတလန်လဲ တခါတော့လင်မယားနှစ်ယောက်ရှိတယ်အဲ့မှာသူ့မိန်းမဆုံးကနေကြတော့သူ့ရဲ့နောက်ဆုံးဆန္ဒကိုသူ့ယောက်ျားဖြည့်ဆည်းခိုင်းတာပေါ့နော် ဘာသနာလဲ ဘယ်လိုလဲဆိုတော့သူတည်သွားလို့ရှိရင်သူ့အုပ်ကူလေးမြင်းနေရလေး6သွားမှသူ့ယောက်ျားနောက်ထပ်အိမ်အောင်ပြုတ်ပေါ့ အဲ့ဆိုသူမိမသူ့ယောက်ျားကိုတော်ချစ်တာပေါ့နော် အေးပေါ့ချစ်တာပေါ့အဲ့လိုနဲ့သူ့ယောက်ျားလည်းသူ့မိန်းမလည်းဆုံးအောင်သူ့မိန်းမအုပ်ကူလေးစီနေတိုင်းသွားတယ် မင်းရိုင်းနေတော့တာပေါ့ နေတိုင်းနဲ့သွားတယ်နေတိုင်းသွားတဲ့အချိန်မှာအုပ်ကူလေးကလည်းအများတန်းစိုးနေရမှာအဲ့လိုနဲ့နှစ်30လောက်ကြာသွားတဲ့အချိန်မှာစတွေ့တာပဲ ဘာသာတွေ့ရ သူ့မိန်းမအုပ်ကူလေးစီသွားတဲ့အချိန်မှာသူ့ယောက်ဖနဲ့တွေ့ရလက်ထဲမှာလည်းရေပုံးတစ်ပုံးနေ သူယောက်ျားသူယောက်ဖဘာလာတော့တာလဲရေပုံကြီး သူ့ယောက်ဖဘာလာတယ်အဲ့မှာသူ့ယောက်ျားလည်းစဉ်းစားပြီးမေးလိုက်တယ်ယောက်ဖမင်းဘာလာလောက်တာလဲငါညီမရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးတာလေ ဘာသနာလဲသူမှာပဲ သူ့မှာခဲ့တာသူ့ရဲ့အုပ်ကူလေးနေတိုင်းရေလာလောင်းပေးပါတဲ့